ပထမဦးဆုံးကျွန်မငါ6လေးတွေကြောပါမယ်အဲ့ငါ6လေးတွေနာမည်ကတော့မေ့သွားပါပြီငယ်တော့ကတော့အမေအဲ့ဒါလေးတို့ခဏခဏကြောကျွေးဖို့တော့ကျွန်မဈေးမှာတွေ့လာတယ်ဝယ်လာခဲ့လိုက်တာပါပထမဆုံးဗာချက်မလဲဆိုပြီးရေခဲတဖွင့်လိုက်တဲ့အချိန်မှာပစုံလေးနည်းနည်းကြံလာတွေ့တယ်ငါးလေးနည်းနည်းကြံလာတွေ့တယ်အဲ့ဟာလေးတွေကိုယူပြီးတော့ကျွန်မဟိုကြံဒီကြံတဲ့ပကံလုပ်ခဲ့ပါတယ်ကျွန်မအိမ်မှာဘာကြောင့်ဟိုကြံဒီကြံအဲ့လိုလေးတွေဖြစ်နေတယ်လဲဆိုတော့ကျွန်မကဈေးဝယ်ပြီးပြန်လာတဲ့အချိန်ကျရင်ပစုံလေးတွေပဲဖြစ်ဖြစ်ငါးလေးတွေပဲဖြစ်ဖြစ်တခါချက်စားလေးတွေအထုပ်လေးနဲ့ထုတ်ပြီးတော့ရေခဲတထဲမှာကျွန်မစေးကြောတန်းဆင်ပြီးတော့တင်ထားလိုက်ပါတယ်လိုအပ်တဲ့အခါမှာကျွန်မတထုပ်ယူချက်ပါတယ်အဲ့လိုယူချက်တဲ့အချိန်မှာဆိုလို့ရှိရင်တထုပ်လုံးချိန်များနေမယ်ဆိုပြီးနည်းနည်းချန်နဲ့ဟိုကြံဒီကြံလေးတွေဖြစ်သွားတာပါကျမပစွန်ကြံတာလေးကိုအညာငပိချက်ချက်ခဲ့ပြီးတော့ငါးကြံတာလေးကိုတော့ငါးရီဂျူလေးချက်ခဲ့ပါတယ်ဟင်းချက်နေနဲ့ကျမဇလန်လေးတစ်ခုကိုပြောပြအောင်မယ်သီလားရှေ့ခေတ်လူကြီးတွေကလေလင်မယားချမ်းမွေနဲ့မိဘနဲ့သားသမီးချမ်းမွေနဲ့ဟိုချားတီချမ်းမွေနဲ့ဆိုတဲ့စကားတကယ်အယမ်းမှန်တယ်နော်ကျမဟိုတနေ့ကအပြင်သွားပြီးပြန်လာတော့ကျမတို့အောက်ထက်ကခွင့်ရတဲ့ကောင်မလေးကပြေးလှလေးလာပြီးတော့ဆရာမတဲ့ကျမတဲ့သမီးယောက်ျားနဲ့ကွဲလိုက်ပြီးတီလာတယ်ဟဲဘာဖြစ်လို့လဲမနေ့ကပဲအပေါ်ကနေတွေ့သေးတယ်လေဆိုတော့သူကဒီနေ့ကွဲလိုက်ပြီဆရာမတဲ့။အော်သူတို့ဆရာမခေါ်တဲ့အကြောင်းကိုကျွန်မပြောပြအောင်မယ်နော်။တော့ကြာသူကဘာဆရာမကြီးလဲဆိုပြီးကျွန်မကိုထင်နေမှာဆိုလို့ကျွန်မကအောက်မှာရှိတဲ့စိုက်ကားဆရာတွေပတ်စံမရှိတဲ့လူတွေလမ်းပြည့်စည်တဲ့ခလေးတွေကိုကျွန်မအိမ်မှာခေါ်တင်ပြီးတော့ပေါ့နော်အင်္ဂလိပ်စာသင်ပေးပါတယ်။ကိုပတ်စံနဲ့ကိုစာအုပ်တွေလည်းဝယ်ပေးရပါတယ်။ကိုပတ်စံနဲ့ကိုမုတ်တီလဲဝယ်ကျွေးရပါတယ်အဲ့ဒါကြောင့်အလကားတင်ပြီးလို့သူတို့ကကျမကိုလေးစားပြီးတော့ပတ်ဝန်းကျင်အောက်ကလူတွေကပေါ့နော်တော်တော်များများကလေးတွေရှိတဲ့မိသားစုတွေကဆရာမဆိုပြီးတော့ဖြစ်နေတာပါနော်အဲ့ဒါနဲ့ခုနဇလန်လေးကိုဆက်ပြောအောင်မယ်ကောင်မလေးကသူပြောတာပါပြေးလာပြီးပြောရင်းနဲ့မှကျမက future မှာဘာလုပ်မယ်ပေါ့နော်ကျမကလေးကိုသူနဲ့မပေးတွေ့တော့ဘာညာသူပြောရဆိုကျမထိုင်နာထောင်ပြီးတော့သူလည်းမောသွားသမီးနေအဲ့ဒီကောင်လေးနဲ့သမီးဘာဖြစ်လို့꿰တာလဲကောင်လေးကဖောက်ပြန်လို့လားလို့မေးလိုက်တော့မဟုတ်ဘူးတဲ့ကောင်လေးကတဲ့ပတ်စံမရှာနိုင်လို့တဲ့ရှာလာပြီးလို့ရှိရင်တဲ့သမီးတို့ကိုတဲ့စေတနာမရှိဘူးတဲ့သူမျိုးတွေတဲ့သူအကိုတွေသူဆွေမျိုးတွေကိုပဲထောက်ပံ့တယ်ပေါ့နော်အဲ့ဒါနဲ့ကျမလည်းအကြံဉာဏ်တစ်ခုပေးမယ်ဆိုပြီးတော့ကျမသူ့အကြံဉာဏ်ပေးလိုက်တယ်ရတယ်သမီးရဲ့လို့ပြောလိုက်ပေါ့လို့နင်မရှာကျွေးရင်လည်းငါရှာကျွေးမယ်လို့နင်ကလေးထိန်လေလို့နင်မှလည်းကလေးက2ယောက်ဆိုတော့အဲ့လိုပြောလိုက်ပြီးကိုရှာကျွေးလိုက်ပေါ့သမီးရဲ့လို့ကွန်းရရောင်းတတ်တာပဲလို့ကျမလည်းသူ့အကြံဉာဏ်လေးတစ်ခုပေးလိုက်တာပေါ့ဒါပေမဲ့သူကလည်းမရပါဘူးသွေးဆူနေတဲ့ချိန်သူတော့ဆရာမကျမအဆုံးဖြတ်ပြီးဘာညာကွကပေါ့နော်အဲ့ဒါနဲ့ကျမသူနောက်တစ်ခုထပ်ပြောတာကသမီးရဲ့လို့ကလေးတွေဆိုတာလို့ငယ်သေးတယ်လို့နင့်ရဲ့ကလေးအကြည့်ရမှာမူကြိုတောင်မထားရသေးဘူးလို့အငယ်လေးကအခုမှရင်ခွင်ပိုက်ပဲရှိသေးတယ်လို့အဲ့တော့လို့ယောက်ျားနဲ့တေချာလေးပြန်ညှိပြီးတော့လို့ပြန်ပေါင်းပါလို့ဘာဖြစ်လို့လဲဆိုတော့ပတ်စံရှာမကျွေးနိုင်တာတခုလောက်ရှာမပေးနိုင်တာတခုတည်းနဲ့တော့အပြစ်လို့တော့ပြောလို့မရဘူးပေါ့သမီးရဲ့လို့အဲ့လိုမျိုးပြောပြီးတော့စကားမဆုံးသေးပါဘူးเนาะကျမနောက်တည့်ရက်လဲရရောကျမအောက်ဆင်းတော့ကျတော့တခြားသူတွေမေးကြည့်တာကောင်မလေးသူကောင်လေးနဲ့ပြန်ပေါင်းသွားပြီလားလို့ပြန်မေးကြည့်တော့ဆရာမကလည်းတဲ့သူ့လင်အိမ်ကိုပြန်အောင်လိုက်သွားပြီတဲ့ကျမလည်းဘာပြောရမှန်းတော့မသိတော့ပါဘူးเนาะကံကောင်းတယ်ကျမလည်းဒီကွာလိုက်ဒီကောင်ပေါင်းတယ်ဒီကောင်လားလူလားရှမ်းကျွေးလားဒီကောင်ဘာဖြစ်တယ်ညဖြစ်တယ်လို့ပြောလိုက်လို့ကတော့ကျမအိမ်မှာမီးမြန်းရှိုးမလားမသိဘူးရှင်တကယ်တော့အိမ်တော်ဦးစီးတယောက်ဖြစ်ပြီးတော့ပတ်စံလုံးဝရှာမကျွေးဘူးဆိုလို့ရှင်တော့အပြစ်လို့ပြောလို့ရပေမဲ့တခါတရံဝင်ငွေမရှိတဲ့အချိန်မျိုးဆိုလို့ရှင်တော့ဒါကအပြစ်လို့လုံးဝပြောလို့မရဘူးပေါ့နော်တချို့တော့ယောက်ျားလေးတွေလည်းရှိတတ်တာကိုတချို့တွေကြတော့လေမိန်းမကိုသူတို့ရှာကျွေးနေရပါတယ်ဆိုပြီးတော့အိမ်ထဲကမိန်းမကိုမျိုးစုံဒုက္ခပေးပြီးတော့စိတ်ဒုက္ခပေးလို့တစ်မျိုးလူဒုက္ခပေးလို့တစ်မျိုးအမျိုးဒုက္ခလည်းပေးတတ်ကြတဲ့ယောက်ျားတွေလည်းရှိကြတာပေါ့ကျမဆုံးမကံဝင်ထဲတဲ့ကလေးမလေးကလည်းသူ့မိသားစုလေးနဲ့သူပြန်ပေါင်းသွားပါပြီအဲ့လိုပဲကျမချက်နေတယ်ဟိုကြံတီကြံတပကံဟင်းလေးတွေလည်းကျက်သွားပါပြီအော်မေးလို့ပစွန်လေးကလေနည်းနည်းထပ်ပိုနေသေးတော့ကျမကြက်သွန်လေးနဲ့စီပြန်လေးကြော်လိုက်ပါတယ်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ် Thanks for watching you